Okay, yellow mage and all. Holy plate and chat out well, so man. Holy plate and chat out well. Okay, holy plate and chat out well. You are about to see the most incredible doll ever invented. Her name is Poppy, and she is the first truly intelligent doll in the world. A little girl can talk to her. Poppy gives her answers. She is the first doll actually able to have a conversation with a child. Hard to believe? Just watch. Poppy's playtime! Poppy's as lovable as a real girl, and she talks like one, too. Hi, my name is Poppy. I love you. Can you help me polish my shoes? Why, of course, Poppy. Just like a real girl, Poppy always wants to look her best. Perfect. Thank you. Her hair is sturdy and won't come out when you brush it, and smells just like a poppy flower. Is there anything else you'd like to say, Poppy? I'm a real girl. Just like you. What's the time? Playtime! And if you've ever wanted to see how all of the nation's favorite toys were created, Playtime Co. is now offering factory tours at just $2.99 a person. An entire hour in the most magical toy factory on Earth. What are you waiting for? Come visit the factory. We can... Oh my god, Chelsea आई ना कतई जाए सॉरी चलो कि Chelsea आई ठुला या ठुला रो मो बिया ए गेमရဲ့ဆက်ဆက်ကြီးဟိုပါကြီးက Chelsea आई ဟို play နဲ့ချက်တာ fight 40ဒါပေမဲ့ flower ကိုရှာပါတယ်ပန်းကိုရှာပါတယ် poppy flower ပေါ့နော်အမြင်အောင်ပန်းလေးရှာပါတယ်ဟို play နဲ့ချက်တာ fight ထိထွက်ပြီးဒါပေမဲ့ကျွန်တော် chapter 5ကကျွန်တော်ဖုန်းနဲ့မထားဘူး chapter 1အခု chapter 1တော့တော်တော်ချစ်အခု chapter 1တော့တော်တော်ချစ်နေတယ်ဗျာ chapter 2တော့ဆိုရင်တော့တော်တော်ချစ်သွားပြီဟိုရောက်တယ်ကျွန်တော်ခဏကမှမြင်ရတယ်တော်လေးပါတာနည်းနည်းချစ်ရပန်းစိမ့်ပန်းဝါနီဒီစိမ့်ပန်းဝါနီတဲ့နေစိမ့်ပန်းဝါနီဟာရဟိုကြီးကျွန်တော်ဖြုတ်ထားလိုက်တော့မယ်နော်ဒီစိမ့်ပန်းဝါနီစိမ့်ပန်းဝါနီစိမ့်ပန်းဝါနီမှာဝါနီပန်းစိမ့်ပန်းဝါနီကေရပြီgrab pad တယ်ဒီမှာ grab pad ကျွန်တော်အနီတော့မရသေးဘူးပြတော့ရမယ်โอเคဒီမှာပြတော့ရမယ်ဒီထဲမှာကျွန်တော်အဲ့ chapter 2ကိုကျွန်တော်စော့ကျင်တယ်ဗျာဒါပေမဲ့ chapter 2က chapter 1ပြီးမှစော့မယ်ရရင်တော့စော့မယ်ဗျာမရရင်တော့ပြီးတဲ့အတိုင်းမှစော့ဒီဝေးရဟာတွေလာဆိုလို့ရတယ်တဲ့လူတွေတော့သွားလို့မရဘူးလူတွေလုံးလိုက်ရင်လူတွေသွားမှာဟမ်ကောင်းပြီလုတ်ပါပြီးပါခင်ဗျာကျွန်တော်ဒါလေးပြီးတော့မူပါရတယ်လုတ်ပါပြီးပါကျွန်တော်ပြီးပါရပြီ grab ဖတ်ရပြီဒီနားတက်နေကြရင် sorry ပါဒီမှာခွေတော့ရှိရကျွန်တော်ဒါပေမဲ့ကျွန်တော်မကြည့်တော့ကြာသွားမှာလို့ဟာဂီဝါဂီကဘယ်လိုဖြစ်နေလဲဆိုတော့ brother တို့ပြမယ်ဘယ်လိုပြမယ်ဟာဂီဝါဂီ
ကျွန်တော်ဖုန်းကတိတ်မကောင်းတော့ဟာကီဝကီကိုရှင်းလိုက်အိုင်ရုပ်ငါလက်စပိတ်ထားတချင်းလေးနားထောင်မယ်တချင်းလေးကဲရပြီတချင်းလေးတော့ရပြီဆိုတော့ကျွန်တော်စော်နေရတော့တည်ရဟိုဘာလို့လဲဆိုစေးမြောင်လူကဲလားဆိုတဲ့ channel မှာကျွန်တော်တွက်ကြည့်ထားတယ်ဒီလုံးတော့လုံးတက်နေကျွမ်းနေဘယ်ရောက်ချင်းတန်းပြောက်သွားတယ်အယုံကြည့်မရှိတော့ဒီနာတာမကြည့်လိုက်လက်ကြီးတွေ့လားမလက်ကြီးလာပြီအဲ့ဒီတော့โอเคဒီခွေတော့ကျွန်တော်မကြည့်တော့ဒီတစ်ခေါက်တော့ဟိုကကြာရမယ်အစင်းစင်းုံဒီကနေပဲလမ်းယူလိုက်နေဘာထိတာလက်တာရှိလို့ရှိရင် sorry ပါကျွန်တော်ဖုန်းကတင်မကောင်းဘူးဝါဗမာဝါမတွေ့ဘူးဖြစ်အော်မဝါတိုင်းကြပြီဟာဟာဟာဖွင့်နားလေးကျွန်တော်တော့ဟုတ်ပြမယ်ဟိုမှာဟာယူဝဂီကျွန်တော်တို့တွေ့ရတယ်Give me that. ကဲရပြီကိုကြီးဒီရဲပါဖာတယ်လေကျွန်တော်လုံးအောင်ဒီမှာလည်းဖာတယ်လို့ရှိလက်တွေကြံခဲ့တာPapa, mamá.